ခုတော့လုံးနေပါပြီပထမဆုံးဒါကျမဲကိုကြော်နေတာပေါ့နော်ပြီးတော့ဒီမှာခေါက်ဆွဲပြုတ်ပြီးသွားပြီရော်ကလေးနဲ့ပြုတ်ထားတာတော့ပြတော့ပေါ့နော်ဒီမှာဒါလေးကကျမဲလေးကိုကျွတ်လေးဖြစ်သွားကြော်တယ်ဟောလို့ကျွန်တော်တီးရွက်နေနေလူနေပြီလားဟုတ်မနည်းနေတော့နေပါကိုလည်းဘာရှိနေကြည့်ဟုတ်တော့ကြည့်လိုက်ကဲဒါတော့ပေါ့နော်ကြော်နေတာလေးပါဒါကမပါလေဒါခေါက်ဆွဲရဲ့အရွက်ရဲ့ပဲဖြစ်ပါဒါကတော့ကျမဲနဲ့ချင်းကြီးလိုက်လေးပေါ့နော်ဒီပါပြီးတော့ဒီမှာအနှစ်မလားအနှစ်ဒါနဲ့လုပ်မှာပါဒီမှာအကြီးကျစ်ကြော်နေပါတယ်သမီးကြော်ကြည့်ချင်တော့ဟေးဒါမဲ့အဲ့ဒါကျိုးဖို့ကတော့နည်းနည်းခဲရင်းပါတယ်ကြာခေါက်ဆွဲတယ်စင်ပါတယ်တော်တော်စင်တယ်ဘာလို့လဲဆိုတော့ရှေးပါလေကျမကခဲထားတော့ခုတော့ပေါ့နော်ဒါလေးကိုကြိုက်ထားပါတယ်ကကြီးလေးနဲ့ကြိုက်တော့ပိုးပြီးများမှာလို့ပါဟာတော့အနေထောက်ထဲနေပါပြီဝေးဖို့ပေါ့နော်ဟုတ်ပါချောင်းမယ်ဒါလေးရစီလို့အဲ့လိုမီးပူအောင်စောင့်မိုက်ပါလို့ပါပြီးစလာပါမာလာနေတယ်လက်ပွက်လာပါလိဆိုရင်အစာပလာတွေအသားတွေရွက်တွေခောက်ဆွဲထည့်ပါမယ်ခောက်ဆွဲရောရွက်တွေရောကဲဇုံးကပြည့်တယ်နော်ဇုံးကြည့်တော့ပူနဲ့ပူမလားညက်ကနေအမညက်ဇုံးတယ်โอ้မိုက်တယ်ဒီလိုတူပဲတူနဲ့ပြောင်းနေတယ်ဟုတ်အဲဒီတာလေးစူးပါလေโอ้စူးချစ်တာတော့မိုက်နေပါပြီနိုင်မတယ်ဟာ Oh my god เป็นได้แต่နိုင်မတယ် yes မကြတော့တော့မိုက်တယ်ချားတော့ချားကျင်လာဝါနေတော့ရှိတယ်ပါလေပေါ်တော့ပေါ်လို့စားထက်ထဲနေတာပါအဲ့တော့ချုံမလေးနေပေါ့နော်ချုံမကအများကြီးထည့်ပါဦးဘာလဲဆိုချုံမအများကြီးဆိုင်ကောင်းလို့ပါကဲကိုစနာမတို့ဒါလဲဆိုနောက်တစ်ခုကမြေပဲတွာပကျွန်းကြောက်ဟဲ့ကိုချတယ်အပေါ်တင်ကြီးစားတာကဲထပ်နေပါမယ်